မင်္ဂလာပါပရိသတ်ကြီးတို့ကျမတို့ရဲ့မြန်မာ Sport Media ကနေကြိုဆိုလိုက်ပါတယ်ခုတင်ဆက်ပေးချင်တာကတော့နောက်ဆုံးရမနက်ခင်းသတင်းတွေပဲဖြစ်ပါတယ်ရှင်အင်္ဂလန်နီးပြတူချေကတော့ကွင်းလက်ကစားသမားဟန်ဒါဆန်ကိုပြန်လဲခေါ်ယူခဲ့ခြင်းကအသင်းအတွက်အမှန်တကယ်အရေးပါတဲ့အားဖြစ်မှုတစ်ခုဖြစ်တယ်ဆိုတဲ့အကြောင်းထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်အင်တာအသင်းတိုက်စစ်မှုမာတီနက်စ်တယောက်ဒဏ်ရာကြောင့်အာဂျင်တီးနားအတွက်ပါဝင်ကစားပေးဖို့ရာဂိုင်နှုန်းနေပါနေကြောင်းသတင်းရရှိပါတယ်လက်ရှိမှာတော့ဂါလာတာဆက်ရေးမှာပြောင်းရွှေ့ကစားနေတဲ့မိုရာကတော့အသင်းဟောင်းအက်တလက်တီကိုဆုံးခွာဖို့ဆုံးဖြတ်ခဲ့ရတဲ့ပတ်သက်ပြီးနောက်တိုင်းရမိကြောင်းဝန်ခံပြောဆိုလာခဲ့ပါတယ်။မန်စီးတီးအသင်းကိုသမားအော်တီကာတယောက်လာမယ့်ຫນွေအသင်းကနေထွက်ခွာဖို့သေးကြတဲ့လောက်ရှိနေကြောင်းလည်းသတင်းရရှိပါတယ်။အင်တာမီလန်အသင်းကရီယယ်ကျဝင်ကစားသမားလေးဂူလာကိုခေါ်ယူဖို့စတင်ချင်းကပ်မှုတွေပြုလုပ်လာခဲ့ပါတယ်။ဘယ်ဂျီယန်အသင်းတိုက်စစ်မှုလူကာကူကတော့မိမိတို့ရဲ့ရွှေရောင်မျိုးဆက်ကိုပြန်လည်မြင့်တင်ပြီးအသင်းကိုထိတ်ဆုံးအဆင့်ပြန်လည်ပို့ဆောင်ဖို့လိုနေကြောင်းထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။နျူကာဆယ်အသင်းတိုက်စစ်မှုအိုင်ဆက်စ်တယောက်လီဗာပူးအာဆင်နယ်စတဲ့အသင်းတွေနဲ့သတင်းတွေကြကြပြန့်ပြန့်ထွက်ပေါ်နေပါတယ်။မန်ယူတင်ကလာမယ့်ဇူလိုင်လ19ရက်နေ့ကနေစတင်ပြီးရာသီကြိုပွဲစဉ်တွေကစားသွားဖို့စီစဉ်ကြောင်းအတည်ပြုသွားခဲ့ပါတယ်။စပိန်နဲ့ပွဲမှာဒီကြောင်နဲ့ဒီပေးတို့နှစ်ယောက်စလုံးပွဲထွက်လာဖို့ရှိနေကြောင်းနယ်သာလန်နီးပြကိုလ်မန်ကအတည်ပြုသွားခဲ့ပါတယ်။ Jurgen Klopp တီယာဒီဥရောပရဲ့အကောင်းဆုံးအသင်းအားလုံးနီးပါးကဘာစီလိုနာရဲ့အနိုင်ယူမှုကိုခံခဲ့ရပြီးအတွေ့အကြုံရင့်ပြီးတင်းကျပ်တဲ့နီးပြဦးဆောင်တဲ့လာမာစီယာရဲ့လူငယ်ကစားသမားတွေနဲ့အတူဒီလူငယ်တွေကအားလုံးကိုအနိုင်ယူခဲ့ပါတယ်။သူတို့ကိုသဘောကျတာကဘယ်အသင်းမှမကြောက်တတ်တာပါပဲ။သူတို့ကအကြောက်တရားမရှိပဲကစားကွင်းကြီးတဲ့ကိုယုံကြည်မှုပြည့်နဲ့ဝင်လာကြတယ်။ပရိသတ်တွေကိုမနှိုးဆော်ကြဘူး။သူတို့ကစိတ်ကန့်ရှိတဲ့ကွင်းထဲမှာစကားနဲ့ပဲပြောတယ်။ပရိသတ်နဲ့ရံမဖြစ်ဘူး။ဒိုင်းရှိမှာဆန္ဒပြဝဲတိတ်မလို့ဘူး။မိနစ်60ကစားတယ်။နိုင်နဲ့အောင်မခံနဲ့ပြီးတော့နောက်တစ်ပွဲအတွက်ပြင်ဆင်တယ်။ဘာစီလိုနာလိုအသင်းမျိုးကအမြဲကန်ဝင်ကစားသမားတွေကိုဝေးထုတ်ပေးနေရမဆမ်းပါဘူး။လူငယ်တွေကအစပဲရှိသေးတယ်။နောက်လာမယ့်နှစ်တွေမှာသူတို့တိုးတက်လာမှဖြစ်ပြီးတော့flick လက်အောက်မှာသူတို့ရဲ့ပုံမခိုင်မာတဲ့ version တွေကိုတွေ့ရပါလိမ့်မယ်။ဒီရာသီမှာတော့ဘာစီလိုနာချန်ပီယံလိကိုအနိုင်ရဖို့မျှော်လင့်ပါတယ်။စုဖလားကျိန်စာမိနေတဲ့ကလပ်ကတော့ Harry Kane ကိုဖလားကျိန်စာမိနေတဲ့တိုက်စစ်မှုလို့ခေါ်ဆိုတတ်ကြပါတယ်။တကယ်တော့ Harry Kane ရဲ့အရင်ကလပ်စပါကလည်းဖလားကျိန်စာမိနေတဲ့အသင်းပါပဲ။စပါကတော့2008မှာလိဖလားရပြီးနောက်ပိုင်းဘာဖလားမှမရတော့ပါဘူး။ချန်ပီယံလိနဲ့ကာရာဘောင်ဖလားပြိုင်ပွဲတွေမှာဘလူပွဲရောက်ခဲ့ပေမဲ့ဒုတိယဆုတွေနဲ့ပဲကျင်းနေခဲ့ရပါတယ်။စပါကကစားသမားတွေလည်းတခြားအသင်းကိုပြောင်းသွားမှပဲဖလားတွေရကြတော့တယ်။2008ကစတွက်ရင်တော့စပါကပြောင်းသွားပြီးမှဖလားရကြတာ44ယောက်ထိရှိတယ်တဲ့။ပြီးခဲ့တဲ့ကာရာဘောင်ဖလားဘလူပွဲပြီးမှာတော့နျူကာဆယ်နောက်ခံလို့ထရပီယာတယောက်ချန်ပီယံဖလားနဲ့အောင်ပွဲခံနိုင်ခဲ့ပါတယ်။သူကစပါမှာတော့ချန်ပီယံဆုတွေမရခဲ့ဘူး။စပါကထွက်သွားပြီးတော့မှဖလားရခဲ့တဲ့ကစားသမားတွေအများကြီးပါပဲ။ Modric, Eriksen, Lucas Moura, Walker လာမယ့်အဲ့ဒီလိုကစားသမားဟောင်းတွေကတခြားအသင်းတွေမှာချန်ပီယံဆုဖလားတွေစကူးရရှိကြတယ်။စပါကထွက်သွားပြီးမှတခြားကလပ်တွေမှာချန်ပီယံဆုဖလားတွေရကြတာတကယ်ထူးခြားပါတယ်။တိုက်စစ်မှု Harry Kane ကတော့စပါကထွက်ခဲ့ပြီးမြဲချန်ပီယံဖလားတော့မရခဲ့ပါဘူး။ဘိုင်ယန်ကိုပြီးခဲ့တဲ့ရာသီကရောက်ပြီးသူကတော့ဂိုးများကြီးသွင်းပေးနိုင်တယ်။ဘိုင်ယန်ကတော့ဘွန်ဒလီဂါဖလားချန်ပီယံလိဖလားဂျာမန်ဖလားတွေအကုန်လက်လွတ်ခဲ့ရပါတယ်။လက်ရှိအချိန်ထိတော့စပါကဖလားကျိန်စာမိနေတဲ့ကလပ်ဖြစ်နေသလိုHarry Kane ကလည်းဆုဖလားကျိန်စာအောက်ကမလွတ်မြောက်နိုင်သေးပါဘူးပရိသတ်ကြီး။ဆက်လက်ပြီးတော့ဒဏ်ရာပြဿနာကြောင့် Maxi 2026ကမ္ဘာဖလားချစ်စစ်ပွဲကိုလွဲချော်မယ်ဆိုတဲ့သတင်းလေးပါ။အာဂျင်တီးနားနာမည်ကျော်ကစားသမား Maxi ကပြီးခဲ့တဲ့တစ်ပတ်ကအင်တာမိုင်ယာမီအသင်းအတွက်မိနစ်60ပြည့်ပါဝင်ကစားခဲ့ပြီးမြဲလေ2026ကမ္ဘာဖလားချစ်စစ်ပွဲကစားရမယ့်အာဂျင်တီးနားအသင်းနဲ့ပူးပေါင်းနိုင်မှာမဟုတ်ပါဘူး။ကမ္ဘာဖလားချစ်စစ်ပွဲတောင်အမေရိကစုံမှာအဆင့်1နေရာရပ်တည်နေတဲ့အာဂျင်တီးနားအသင်းကအစင်လာပြိုင်ဘက်တွေဖြစ်တဲ့ဥရုဂွေးအဝေးဘရာဇီးအိမ်တို့နဲ့ရှင်ပြိုင်ကစားမှာဖြစ်ပြီးမက္ကဆီကအသေးစားကြော်သားတန်ရာကြောင့်အာဂျင်တီးနားအသင်းအတွက်ကစားပေးနိုင်မှာမဟုတ်ဘူးလို့အင်တာမိုင်ယာမီအသင်းကထုတ်ပြန်ကြေညာခဲ့ပါတယ်။မက္ကဆီကတနင်္ဂနွေနေ့တုန်းကအတလန်တာယူနိုက်တက်နဲ့ပွဲမှာမိနစ်60ပြည့်ပါဝင်ကစားခဲ့ပြီးအဖွင့်ကိုသွင်းခဲ့ပါတယ်။ဒါပေမဲ့လည်းအဲ့ဒီပွဲမတိုင်ခင်မေဂျာလိရာသီအဖွင့်3ပွဲကိုမက္ကဆီလွဲချော်ခဲ့ပြီးတော့ကာဗာလီယာအက်ဆီနဲ့ CONCACAF Champions League Cup ပွဲမှာလူစားဝင်ဖြစ်ပါဝင်ကစားခဲ့ပါတယ်။အတလန်တာယူနိုက်တက်နဲ့ပွဲမှာမက္ကဆီကပေါင်ကျော်သားဒဏ်ရာရရှိခဲ့တာကြောင့်သူ့ဒဏ်ရာအခြေအနေကိုစမ်းသပ်စစ်ဆေးမှုပြုလုပ်သွားမယ်လို့အင်တာမိုင်ယာမီအသင်းကတက်နှင်းလာနေမှာသတင်းထုတ်ပြန်ခဲ့ပါတယ်။အာဂျင်တီးနားအသင်းကစားမယ့်ပွဲတွေကိုလွဲချော်မှာဖြစ်တဲ့အပေါ်မှာတော့မက္ကဆီကဥရုဂွေးဘရာဇီးတို့နဲ့ကစားမယ့်ပွဲကြီးပွဲကောင်းတွေမှာမပါဝင်နိုင်တော့လို့ကျွန်တော်စိတ်ပြတ်မိပါတယ်။ကျွန်တော်ကလက်ရွေးစင်အသင်းအတွက်ဆိုအမြဲတမ်းကစားပေးဖို့ဆန္ဒရှိပါတယ်။ဒါပေမဲ့အခုလောလောဆယ်ကျွန်တော်ရဲ့အသေးစားဒဏ်ရာကြောင့်ရက်အနည်းငယ်ကြာအနားယူပြီးမှဘောလုံးပြန်ကစားနိုင်မှာပါ။အာဂျင်တီးနားအသင်းကိုဒီကနေပဲပရိသတ်တူဖိအားပေးသွားမှာပါ။ Vamos Argentina လို့သူရဲ့ Instagram story မှာ post တင်ခဲ့ပါတယ်။
လာလီဂါမှာဘာစီလိုနာတင်ချန်ပီယံဖြစ်မယ်လို့ Opta ရဲ့ Super Computer ကတော့ခန့်မှန်းထားပါတယ်။ Super Computer ကဘာစီလိုနာအသင်းရဲ့လာလီဂါချန်ပီယံဖြစ်နိုင်ခြေလားလာက 68.5% ရှိတယ်လို့ခန့်မှန်းထားပြီး Real Madrid အသင်းမှာ 28.5 သာရှိတယ်လို့ခန့်မှန်းထားပါတယ်။လက်ရှိအချိန်မှာတော့လာလီဂါအမှတ်ပေးစရာမှာ၎င်းနဲ့၄မှတ်အကွာတတိယနေရာမှာရပ်တည်နေတဲ့ Atletico အသင်းကတော့ချန်ပီယံဖြစ်နိုင်ခြေအလားအလာ 2.9% ရှိတယ်လို့ခန့်မှန်းထားပါတယ်။မြန်မာ U22 အသင်းနဲ့ရှင်ပြိုင်ကစားမဲ့အခြေစမ်းပွဲတွေအတွက်တော့ဟောင်ကောင် U22 အသင်းကစားသမား22ဦးခေါ်ဆောင်လာပြီးတော့ဟောင်ကောင် U22 အသင်းကြီးပြဖြစ်သူအင်္ဂလန်နိုင်ငံသား Darren Anna ကတော့2026အာရှဖလား U23 ခြေစစ်ပွဲအတွက်ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ပနာမကစားသမား36ဦးနဲ့လေ့ကျင့်မှုတွေပြုလုပ်ခဲ့ပြီးတော့အခုတစ်ခါမှာတော့အဲ့ဒီကစားသမားများတွေက22ဦးကိုရန်ကုန်မြို့ကိုခေါ်ဆောင်လာခြင်းဖြစ်တယ်လို့သိရပါတယ်။မြန်မာ U22 အသင်းနဲ့ဟောင်ကောင် U22 အသင်းကမတ်19 22ရက်မှာရန်ကုန်မြို့မှာရှိနေတဲ့သူ့ဝနာကွင်းမှာရှင်ပြိုင်ပြီးတော့ခြေစမ်းပွဲ2ပွဲရှင်ပြိုင်ကစားကြမှာဖြစ်တယ်ဆိုတာလေးကိုလည်းသတင်းရရှိရဖြစ်တယ်ဆိုတဲ့အကြောင်းပရိသတ်ကြီးကိုတင်ဆက်ပေးလိုက်ပါတယ်ရှင်။အခုလိုမျိုးနိုင်ငံတကာဘောလုံးသတင်းအားလုံးကိုတက်နေရာတွေမှာစောစောလေးလေးကြည့်ရှုနားဆင်နိုင်ဖို့ကျွန်တော်ရဲ့မြန်မာ Sport Media YouTube Channel လေးကို Like and Subscribe လုပ်ပြီးတော့အားပေးကြပါအောင်နော်။ပရိသတ်ကြီးနောက်ထပ်ပြောချင်တာက Facebook မှာလည်းကျွန်တော်တို့ရဲ့မြန်မာ Sport Media Page ကနေနေ့စဉ်ဘောလုံးသတင်းတွေကိုပုံမှန်တင်ဆက်ပေးနေတာဖြစ်လို့ Facebook Page ကိုလည်း Like and Follow လုပ်ထားနိုင်ပါတယ်နော်။ဘောလုံးချစ်ပရိသတ်တွေအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။